ပုံလေးဆွဲကြည့်မယ်နော်ပထမဆုံးဘယ်ကနေစဆွဲမလဲဆိုရင်တို့ကဒီမှာ cycle လေးနှလုံးရှိတယ် radius 20နဲ့ radius 34.9ဒီ cycle လေးနှလုံးကိုစဆွဲမယ် c enter radius 20တခါ radius 34.9 enter ပြီးရင်တို့ကဒီအပြင်ကဆက်သွားလေးတွေဆွဲမယ်ဆက်သွားလေးတွေဆွဲဖို့အတွက်သူရမှာ cycle line လေးတွေက125နဲ့109.2စွာလေးရှိတယ်တို့ကအဲ့နှစ်ခုဆွဲမယ် c enter cycle line က109.2ရဲ့ 125ဟုတ်ပြီပြီးရင်ဗာဆက်ဆွဲမလဲဆိုရင်တို့ကဒီအသွားလေးတွေကိုဆွဲမယ် and enter line လေးဆွဲလိုက်မယ်ပြီးရင်တို့အဲ့ line လေးကို array ပွားမယ် ar enter click မယ် polar ကိုရွေးမယ် center point ယူမယ်ဘယ်နှခုလဲဆိုရင်36ခု36 enter ဆိုရင်36ပြသွားပြီပြီးရင် enter ခေါက်လိုက်ပြီးရင်တို့ကဒီ avoid ကလေးဆွဲမယ် avoid ကိုဘယ်လိုဆွဲမလဲဆိုတော့တို့က as နဲ့ဆွဲမယ် as တဲက star and radius နဲ့ဆွဲမယ် star and radius ဖြစ်တဲ့အတွက် start point ယူမယ် end point ယူမယ်ဒီမှာ radius ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီမှာ 40.1 လို့ပြထားတယ်ပြီးတော့ 40.1 enter ဆိုလို့ရှိရင်ရသွားပြီပြီးရင်တော့အဲ့ဒါလေးကိုစောနာအတိုင်း array ပွားလိုက်မယ် ar enter click မယ် polar ကိုရွေးမယ် base center point ယူမယ်ရေအတွက်က36ခုပြီးရင် enter ခေါက်လိုက်မယ်အဲ့တော့မလိုတဲ့ line လေးတွေကိုဖြတ်လိုက်မယ်